ကဲတင်ခြင်း၃မျိုးတချို့လူတွေကအံ့ဩလိမ့်မယ်ဆရာကဘာဖြစ်တာလဲကဲတင်ခြင်း၃မျိုးကျမတို့သိတာကကဲတင်ခြင်းတစ်မျိုးပဲသိတယ်ဟုတ်ပါတယ်ကဲတင်ခြင်းဆိုတာတစ်မျိုးပဲရှိပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်ကဲတင်ခြင်း၃မျိုးခွဲပြီးတော့တင်ပေးမှဖြစ်တယ်ဝင်ငါပေးမှဖြစ်တယ်ကဲတင်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဖယားသခင်ပေးတဲ့ကဲတင်ခြင်းကတစ်မျိုးပဲရှိတယ်အဲ့ဒါကတော့ဂျေဇုတော်တက်ကြောင့်ဖယားသခင်ပေးတဲ့အရာဖြစ်ပြီးတော့အဲ့ဒါကိုယုံကြည်ခြင်းနဲ့ယူရတာဖြစ်တယ်ဒါကကဲတင်ခြင်းဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားရှင်ဂျေဇုတော်ချီးမွမ်းရအောင်ဒီကနေ့ကျွန်တော်ခေါင်းစဉ်ပေးခြင်းတာကကဲတင်ခြင်း၃မျိုးနှုတ်ကပတ်တော်အခြေပြုခြင်းကရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး3အငယ်3ကနေကျွန်တော်ဖတ်သွားမှာအငယ်1ကနေဖတ်သွားမှာဖြစ်တယ်ချစ်သူတို့ယခုတွင်ငါတို့သည်ဖယားသခင်၏သားဖြစ်ကြ၏နောက်မှအဘယ်သို့သောသူများဖြစ်မည်ဟုမထင်ရှားသည်သို့တော်လည်းကိုတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါငါတို့သည်ကိုတော်နှင့်တူကြလက်တန်းဟုငါတို့သိကြ၏အကြောင်းမူကားကိုတော်ဖြစ်တော်မူသည့်အတိုင်းငါတို့မြင်ရကြလက်တန်းထို့သောမျော်လင့်သောသူမိဒီကားကိုတော်တန့်ရှင်းတော်မူသည့်နည်းတူကိုတန့်ရှင်းစေတတ်၏ဖတ်ကြားသွားတဲ့နှုတ်ကပတ်တော်ရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းကြီးဖြစ်စေပါစေသောအဘခန်းကြီးနဲ့အငယ်၈ကနေ30ကိုကြည့်တဲ့အခါမှာယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုအလိုအလျောက်ရောက်သည်မဟုတ်ဖယားသခင်တနာတော်မူရာဖြစ်တည်းကိုကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူများဝါကြွားเสียအခွင့်မရှိအဘဲကြောင့်နီးဟုမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်ကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လည်ရမည်အကြောင်းဖယားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီဖတ်ကြားတော်တဲ့နှုတ်ကပတ်တော်လဲဖယားသခင်ရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်စေပါစေသောကဲတင်ခြင်းဆိုတာကအချိုး၃ချိုးရှိပါတယ်။ဘာနဲ့တူတယ်လဲဆိုရင်တစ်ပင်နဲ့နိုင်ရှင်မယ်ဆိုရင်တစ်ကိုင်းတကိုင်းနဲ့နိုင်ရှင်မယ်ဆိုရင်တစ်ပင်တပင်မှာအဖူးလာတဲ့အခါမှာအဖူးပွင့်ဖူးလာတဲ့အခါမှာအပွင့်ဆိုတာကဖြစ်လာနိုင်တာဖြစ်တယ်လို့အပွင့်မှသာလေအသီးသီးခြင်းဆိုတာကဖြစ်လာနိုင်တာဖြစ်တယ်။ဒီစင့်ကဲပြောင်းလဲခြင်း၃မျိုး၃စားအားဖြင့်ဒီအပင်ကိုကျွန်တော်တို့ကဒီအပင်ရဲ့အသီးသီးခြင်းကိုကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်။ယုံကြည်သူတွေရဲ့အသက်တာမှာအသီးသီးနိုင်ဖို့ရန်အတွက်ဆိုတာကကျွန်တော်တို့အရင်ဦးဆုံးဖူးပွင့်တဲ့ဝိညာဉ်၌မွေးဖွားခြင်းဒုတိယမွေးခြင်းတည်ဟူသောဖူးပွင့်ခြင်းကျွန်တော်တို့ကလိုအပ်တာဖြစ်တယ်။ဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့အနေနဲ့အပွင့်ဖို့ရန်အတွက်အရေးကြီးတယ်။အပွင့်ခြင်းဆိုတာကလှုပ်ဆောင်ခြင်းကိုပြောတာဖြစ်တယ်။အသီးသီးခြင်းတတိယအဆင့်အနေနဲ့ကောင်းကြီးဖြစ်ဖို့ရန်အတွက်ဆိုတဲ့အဆင့်၃ဆင့်ကဲတင်ခြင်းရဲ့အဆင့်၃ဆင့်တော့မဟုတ်ကဲတင်ခြင်းရဲ့ခြေလှမ်း၃မျိုးကျွန်တော်တို့ဒီကနေ့ဝင်ငါမှာဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကဲတင်ခြင်းရပြီးသွားပြီဆိုရင်ပြီးသွားပြီလားမပြီးပါဘူး။ကဲတင်ခြင်းရတာကအစပဲရှိသေးတယ်ဟာလေလုယာအာမင်တချို့လူတွေကကျေးဇူးတော်အားဖြင့်ကျွန်တော်ကယ်တင်ခြင်းရတယ်ကိုယ့်ရဲ့အကျင့်စာရိတ္တအားဖြင့်မဟုတ်ဘူးအကျင့်အားဖြင့်မဟုတ်ဘူးဒါကြောင့်ကျေးဇူးတော်ပဲချီးမွမ်းလိုက်ပါကျေးဇူးတော်ပဲလက်ခံလိုက်ပါဒါနဲ့ပြီးသွားပြီလို့ထင်တယ်တချို့လူတွေကကယ်တင်ခြင်းဆိုတာကကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်တဲ့အထိကျွန်တော်တို့ process အနေနဲ့ဆက်လက်ပြီးတော့တည်မြဲဖို့ရန်အတွက်ကျွန်တော်တို့ကထိန်းသိမ်းရမယ့်အရာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီကနေ့ပြောပြခြင်းတယ်ဖယားသခင်ပေးတဲ့ကယ်တင်ခြင်းကထာဝရအတွက်ဖြစ်တယ်ကယ်တင်ခြင်းမဆုံးရှုံးနိုင်ဘူးမှန်ပါတယ်ဒါပေမဲ့ဖယားသခင်ပေးတဲ့ကယ်တင်ခြင်းကကောင်းကင်ရောက်ဖို့လောက်ပဲမဟုတ်ဘူးဆိုတာကိုဒီကနေ့နားလည်နိုင်ဖို့ရန်အတွက်ဘုရားရှင်ကောင်းချီးပေးပါစေလက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဒီကနေ့ကျွန်တော်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့အချက်၃ချက်ရှိပါတယ်ပရမကယ်တင်ခြင်းမျိုးစားကဘာကယ်တင်ခြင်းလို့ကျွန်တော်ပြောချင်တယ်လဲဆိုရင်အတိတ်ကာလကိုကယ်တင်သောကယ်တင်ခြင်းပြောကြည့်ပါဦးအဲ့ဒီကယ်တင်ခြင်းမျိုးကဘာကယ်တင်ခြင်းလဲဆိုရင်မိမိရဲ့အပြစ်ဒဏ်ကနေအပြစ်တရားကနေကယ်တင်တဲ့ကယ်တင်ခြင်းကိုပြောချင်တာဖြစ်တယ်
အပြစ်ကျွန်တော်တို့မွေးရပါအပြစ်နဲ့နေ့တိုင်းလုပ်တဲ့အပြစ်ဆိုတဲ့အပြစ်နှမျိုးရှိတယ်မွေးရပါအပြစ်ဆိုတာကကျွန်တော်တို့ရဲ့ဘိုးဘွားဖြစ်တဲ့အာဒံနဲ့အေဝါကနေကျွန်တော်တို့မွေးဖွားတဲ့လူသားတွေဖြစ်တဲ့အတွက်ကြောင့်စင့်ကဲပါလာတဲ့မွေးရပါအပြစ်လောက်တဲ့အပြစ်ကတော့လူသားအနေနဲ့မွေးဖွားလာပြီးတဲ့နောက်မှာနေ့တိုင်းကျွန်တော်တို့မကြိုးစားဘဲနဲ့နေ့တိုင်းလုပ်နေတဲ့အပြစ်တွေကိုပြောတာဖြစ်တယ်လူတယောက်အနေနဲ့မွေးရပါအပြစ်ကနေကိုကယ်တင်နိုင်စွာမရှိတဲ့အတွက်ကြောင့်ဖယားသခင်ကမိမိ၌တပါးကြီးတော်သားတော်ကိုစွန့်လွတ်ပြီးတကားလားသူ့ရဲ့ခြေဆုတော်တက်နဲ့ကျွန်တော်တို့ကိုမွေးရပါအပြစ်ဖြစ်တဲ့အာဒံနဲ့အေဝါရဲ့အပြစ်ကနေကျွန်တော်တို့ကိုအလုတ်မပါဘဲနဲ့အကျင့်မတောင်းဆိုဘဲနဲ့ကယ်တင်ခြင်းပေးသွားတာဖြစ်တယ်အဲ့ဒီကယ်တင်ခြင်းကအတိတ်ကာလအတွက်ကိုနဲ့မဆိုင်ပေမဲ့ကိုလောက်ခဲ့တဲ့အပြစ်မဟုတ်ပေမဲ့အဲ့ဒီအပြစ်အတိတ်ကလာတဲ့အတိတ်ကနေပါလာတဲ့အပြစ်ကကျွန်တော်တို့မကျွတ်ဘူးဆိုရင်လေကယ်တင်ခြင်းမရနိုင်ဘူး။ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့မလုပ်ခဲ့တဲ့ကျွန်တော်တို့မပြစ်မှားခဲ့တဲ့အပြစ်အာဒံနဲ့အေဝါရဲ့နာမခံခြင်းအပြစ်ကနေလွတ်ဖို့ရန်အတွက်ကျွန်တော်တို့ကိုဖြည့်ရှင်းပေးလိုက်တာကသခင်ယေရှုအားဖြင့်ကျွန်တော်တို့ကိုအဲ့ဒီအပြစ်လွတ်ခြင်းကိုဖြည့်ရှင်းပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာတချို့လူတွေကပြောတယ်ကယ်တင်ခြင်းရဖို့ရန်အတွက်အကျင့်လိုတယ်ဒီကနေ့ကျွန်တော်ဝင်ငါမဲ့နှုတ်ကပတ်တော်ကိုမရှင်းတဲ့လူတွေကအဲ့လိုယုံကြည်ခြင်းမာယွန်းတဲ့အရာတွေရှိတာဖြစ်တယ်ဒီကနေ့ကျွန်တော်ဝင်ငါမဲ့နှုတ်ကပတ်တော်ကိုရှင်းရှင်းလင်းလင်းမိတ်ဆွေတို့နားလေသဘောပေါက်မယ်ဆိုရင်ကယ်တင်ခြင်းစိတ်ချမှုရသွားမှာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ကြိုဆိုရအောင် praise the lord အတိတ်ကာလမှကယ်တင်ခြင်းပရမကယ်တင်ခြင်းကအဖက်ခန်းကြီးနဲ့အငယ်ရှစ်ကျွန်တော်တို့ခုနဖတ်သွားတယ်ယုံကြည်သောအားဖြင့်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုအလိုအလျောက်ရောက်ဒီမဟုတ်ဖယားသခင်တနာတော်မူရာဖြစ်၏ဒါဆိုရင်ကျွန်တော်တို့မွေးရပါအဖြစ်မွေးကတဲ့ကနေပါလာတဲ့အဖြစ်ကဘယ်လို့မှကျွန်တော်တို့ကိုကယ်တင်လို့မရဘူးဖယားပြုတ်တဲ့ဂျေဇုတော်ကိုလက်ခံမှသာလျှင်ရနိုင်တဲ့ကယ်တင်ခြင်းမျိုးဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါဆိုရင်ကျွန်တော်တို့အနေနဲ့အာဒံနဲ့အေဝါကနေကျွန်တော်တို့အမွေရလာတဲ့အပြစ်ကနေလွတ်ဖို့ရန်အတွက်လမ်းတလမ်းပဲရှိတယ်ကိုရောရဲ့ဂျေဇုတော်တက်ကြောင့်သာလင်ကယ်တင်ခြင်းရနိုင်တယ်ဆိုတာကိုယုံကြည်ခြင်းနဲ့လက်ခံပါအာမင်ယုံကြည်ခြင်းနဲ့လက်ခံပါကယ်တင်ခြင်းကိုရှင်းရှင်းလင်းလင်းဒီကနေ့နားလည်စေခြင်းနဲ့မရှုပ်ထွေးစေခြင်းဘူးတိမောသေဒုတိယဆောင်ခန်းကြီး1အငယ်9မှာဖယားသခင်သည်ငါတို့ကျင့်သောအကျင့်ကိုထောက်တော်မမူတဲ့ရှေးကပ်ကာလမရောက်မီယေရှုခရစ်အားဖြင့်ငါတို့အဖို့ကိုယ်တော်တိုင်ကြံစီတော်မူသောခြေဇူးတော်နဲ့အညီငါတို့ကိုကယ်တင်၍ဟာလေလုယာတန်ရှင်းသောအရာ၌ခေါ်သွင်းတော်မူ၏ praise the lord amen ကျွန်တော်အတူတူကဖတ်ရအောင်ဖယားသခင်သည်အတူတူကဖတ်ရအောင်ငါတို့ကျင့်သောအကျင့်ကိုထောက်တော်မမူရှေးကာလမရောက်မီယေရှုခရစ်အားဖြင့်ငါတို့အဖို့ကိုယ်တော်တိုင်ကြံစီတော်မူသောခြေဆုတော်နှင့်အညီငါတို့ကိုကယ်တင်၍တန်ရှင်းသောအရာ၌ခေါ်သွင်းတော်မူ၏လက်ခုပ်တီးပြီးဘုရားရှင်ခြေဆုတော်ချီးမွမ်းရအောင်အဲ့ဒီအာဒံနဲ့အေဝါအားဖြင့်မွေးလာတဲ့ကျွန်တော်တို့လူသားတွေရဲ့အပြစ်ကနေမွေးရပါအပြစ်ကနေလွတ်နိုင်ဖို့ရန်အတွက်ဖယားသခင်ကကြိုတင်ပြီးတော့ပြင်ဆင်ပေးထားတယ်လှုပ်ဆရာမလိုဘူးလှုပ်ဆရာမလိုဘူးလုံးဝလှုပ်ဆရာမလိုဘူးလုံးဝကြင့်ဆရာမလိုဘူးဖယားသခင်ပေးတဲ့ကျေးဇူးတော်တက်အားဖြင့်ဒါလည်းကယ်တင်ခြင်းရနိုင်တာဖြစ်တယ်ပရမကယ်တင်ခြင်းအာမင်အာမင်တိတုခန်းကြီးတော့အငယ်9မှာငါတို့ကျင့်သောဖြောက်မှတ်ခြင်းအကျင့်အားဖြင့်မဟုတ်ပဲကဲပြောကြည့်ပါဦးပါတယ်လေငါတို့ကျင့်သောဖြောက်မှတ်ခြင်းအကျင့်အားဖြင့်မဟုတ်ပဲမိမိတနာခြင်းဂရုရာတော်နဲ့ညီဒုတိယမွေးခြင်းနဲ့ဆိုင်သောစေးကြောခြင်းအားဖြင့်၎င်းတန်ရှင်းသောဝိညာဉ်တော်ဤအသစ်ပြုပြင်ခြင်းအားဖြင့်၎င်းငါတို့ကိုကယ်တင်တော်မူ၏ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ခုဖတ်သွားတဲ့နှုတ်ကပတ်တော်3ခု4ခုကအတိတ်ကာလကိုယဉ်ညွှန်းပြီးတော့အပြစ်တရားစီရင်ခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်
အာဒံရဲ့အပြစ်ကနေကယ်တင်ဖို့ရန်အတွက်ဖခင်ကယေရှုခရစ်တော်ကိုကြိုတင်ပြီးတော့ကြံစီထားပြီးတော့မိတ်ဆွေနဲ့ကျွန်တော်အတွက်အသေးခံခိုင်းတယ်ဆိုတာကိုဒီကနေ့ယုံကြည်ခြင်းနဲ့လက်ခံမယ်ဆိုရင်မိတ်ဆွေအချစ်မပါဘဲနဲ့လှုပ်ရှားမလိုဘဲနဲ့မိတ်ဆွေရဲ့မွေးရပါအပြစ်ကနေဘုရားသခင်ကလွတ်မြောက်ခြင်းပေးတယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ကျေးဇူးတော်ချီးမွမ်းရအောင်ဟာလေလုယာဒါကကယ်တင်ခြင်းရဲ့အနှစ်သာရအစစ်ပထမကယ်တင်ခြင်းဖြစ်တယ်ဒုတိယကယ်တင်ခြင်းကြည့်အောင်ဒုတိယကယ်တင်ခြင်းကပြစ္ဆုတ်ပံကယ်တင်ခြင်းပြောကြည့်ပါဦးပြစ္ဆုတ်ပံဆိုတာကအခုလက်တလောကိုပြောနေတာဖြစ်တယ်ဟာဒါဆိုဆရာကျွန်တော်တို့ကကယ်တင်ခြင်းရပြီးပြီလေအခုပြစ္ဆုတ်ပံမှာအခုလည်းကယ်တင်ခြင်းလိုနေတော့ပဲလားကယ်တင်ခြင်းတစ်ခါရပြီးပြီဆိုရင်အခုဒီနေ့လည်းလိုနေတော့ပဲလားလို့မေးမဲ့လူလည်းရှိကောင်းရှိမှာဖြစ်တယ်နားလည်မှုမလွဲစေချင်ဘူးကျွန်တော်ဒီကနေ့ပြစ္ဆုတ်ပံရဲ့ကယ်တင်ခြင်းဆိုတာကမိတ်ဆွေကယ်တင်ခြင်းရပြီးတဲ့နောက်မှာယုံကြည်သူတယောက်အနေနဲ့ရှောက်လန်းတဲ့အသက်တာမှာမိတ်ဆွေကကောင်းကင်သားမဟုတ်သေးဘူးမိတ်ဆွေကကောင်းကင်နိုင်ငံလည်းမရောက်သေးဘူးဘယ်မှာပဲရှိသေးလဲလောကမှာပဲရှိသေးတာမမေ့နဲ့မြေကြီးမနှင်းမဲနဲ့ရှောက်မသွားနဲ့တချို့လူတွေကကယ်တင်ခြင်းရပြီဆိုမှဖယားသားဖြစ်ပြီဆိုပြီးတော့မြေကြီးတော့မနှင်းတော့မာနထောင်လွှားပြီးတော့မလုံးနဲ့မိတ်ဆွေကဒီကနေ့ကိုခန္ဓာထဲမှာရှိနေတရွေ့လောကမှာကျင်လည်နေတဲ့နော်လူသားဖြစ်ကြောင်းကိုမမေ့ဖို့ရန်တွေ့ရည်ကြီးတယ်လောကမှာကျင်လည်တဲ့အတွက်ကြောင့်လောကီရဲ့ပြဿနာလောကီရဲ့ဝတ္တရားလောကီရဲ့ဓမ္မတာလောကီရဲ့စုံစမ်းခြင်းနောက်ဆက်ခြင်းအဆိုးတွေအားလုံးလည်းမရှိဘူးလားမရှိဘူးလားကဲတင်ခြင်းရပြီးလို့ကျွန်တော်တို့စုံစမ်းခြင်းမခံရတော့ဘူးလားပြောပူတော်ခံရအောင်မှာဖြစ်တယ်ကဲတင်ခြင်းရပြီးတဲ့အတွက်ကြောင့်စိတ်ချမှုရပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကောင်းကင်တမန်ဖြစ်သွားလားမဖြစ်သွားဘူးမဖြစ်သွားဘူးဒါကြောင့်ကျွန်တော်တို့ပြစ္ဆုတ်ပံကာလနေ့တိုင်းအပြစ်တရားရဲ့တကိုးကနေကဲတင်ခြင်းလိုအပ်တယ်လက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးချီးမွမ်းရအောင်တချို့လူတွေကအာဒံကနေကျွန်တော်ရတဲ့အပြစ်ကနေလွတ်ပြီးကောင်းကင်နိုင်ငံရောက်မယ်မန္တာဘောတေချာတာပေါ့ဒါပေမဲ့ကြိုက်တယ်လို့နေတယ်ကြိုက်တယ်လို့အပြစ်လုပ်တယ်လုံးဝဘုရားလိုတော်ရှိတဲ့ຢာမဟုတ်ဘူးနေ့တိုင်းအပြစ်ကနေလွတ်ဖို့ရအတွက်အပြစ်ရဲ့တကိုးကိုတွန်းလှန်နိုင်ပါမည်အကြောင်းနေ့တိုင်းကျွန်တော်တို့ကဲတင်ခြင်းလိုအပ်တယ်လက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးချီးမွမ်းရအောင်ကျွန်တော်တို့အားလုံးကနော်လက်ဝါးကားတိုင်းမှာခရစ်တော်ပြုတ်ခဲ့ပြီးတဲ့အမှုပြီးခြင်းရဲ့ကားတိုင်းရဲ့အမှုပြီးခြင်းပေါ်မှာအပြစ်ရဲ့တကိုးတွေအားလုံးကိုလည်းခရစ်တော်ကအနိုင်ယူပြီးသားဖြစ်တယ်ဒါပေမဲ့ပြဿနာကကျွန်တော်တို့ကသွေးနဲ့သားနဲ့ကမကင်းကွာနိုင်သေးဘူးကိုခန္ဓာနဲ့နေတဲ့လူဖြစ်တဲ့အတွက်ကြောင့်ပူတယ်အေးတယ်အရသာငံတယ်စက်တယ်နော်ချိုးတယ်မသိဘူးလားမသိဘူးလားတချို့လူတွေကမပြောင်းလဲခင်တော့ငရုတ်သီးမစားခြင်းဘူးပြောင်းလဲပြီးမှရေလေငရုတ်သီးကြိုက်လာတယ်ပြောင်းလဲမှုဆိုတာကအတွင်းမှာဖြစ်နေတဲ့အရာဖြစ်တယ်အပြင်မှာဘာမှမပြောင်းလဲဘူးတကယ်တမ်းပြောမယ်ဆိုရင်တချို့လူတွေကသူတို့ကဲတင်ခြင်းရတာဘယ်လိုပြောင်းလဲသွားတယ်လဲဆိုရင်မပြောင်းလဲခင်တော့ကတော့ဖြစ်တယ်လို့ဝတ်တယ်ပြောင်းလဲပြီးတော့သူများသိအောင်ဆိုပြီးတော့နှစ်ကတိုင်နဲ့လာတယ်အဲ့လောက်ပဲကွာတယ်ဒါပေမဲ့ဘုရားသခင်ကဒီကနေ့တကယ်ပြောင်းလဲတဲ့ကဲတင်ခြင်းစိတ်ချမှုရတဲ့လူတွေကိုအာဒံနဲ့ဤဝါကနေပါလာတဲ့အပြစ်ကနေလွတ်ပြီးတော့ကောင်းကင်နိုင်ငံရောက်ဖို့လောက်အစစ်မဲ့ဘုရားကကဲတင်ခြင်းတာမဟုတ်ဘူးနေ့တိုင်းအောင်မြင်တော်သူအဖြစ်နဲ့အပြစ်ရဲ့တကိုးကိုတွန်းလှန်နိုင်ပြီးတော့နေ့တိုင်းဘုရားသခင်ဘုန်းတော်ထင်ရှားစေတော့သားသမီးတွေဖြစ်ဖို့နေ့တိုင်းကဲတင်ခြင်းတိုင်းဘုရားသခင်တည်စေခြင်းတယ်ဟာလေလုယာအာမင်ဒါကြောင့်နေ့တိုင်းကျွန်တော်တို့ကဲတင်ခြင်းရဲ့တကိုးအားဖြင့်အပြစ်ရဲ့တကိုးကိုနေ့တိုင်းကျွန်တော်တွန်းလှန်ဖို့ရန်အတွက်ကဲတင်ခြင်းလိုအပ်တယ်အဲ့ဒီနေ့တိုင်းပြစ္ဆုတ်ပံ၌ကျွန်တော်တို့ကဲတင်ခြင်းလိုအပ်တယ်ယောမခန်းကြီး9အငယ်30မှာအကြောင်းမူကားယံသူဖြစ်လက်ပင်ဖယားသခင်သားတော်အသေးခံတော်မူခြင်းအဖြစ်ငါတို့ဒီဖယားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းဂျေဇုတော်ကိုခံရဒီမှလင်မိတ္တဟာယဖွဲ့ပြီးမှအသက်တော်အဖြစ်ကဲတင်တော်မူခြင်းသို့ရောက်မည်ဟုသာတာ၍မျှော်လင့်เสียရှိ၏နေ့တိုင်းကျွန်တော်တို့ဖယားသခင်နဲ့မိတ္တဟာယဖွဲ့ခြင်းအဖြစ်နေ့တိုင်းဖယားသခင်နဲ့တွာလာခြင်းအားဖြင့်ကျွန်တော်တို့ကြုံရတဲ့အပြစ်ရဲ့တကိုးကနေဖယားသခင်ကကျွန်တော်တို့ကိုနေ့တိုင်းကယ်တင်တယ်တဲ့ဟာလေလုယာအဲ့ဒီကယ်တင်ခြင်းဒုတိယကယ်တင်ခြင်းပြစ္ဆုတ်ပံကယ်တင်ခြင်းကကောင်းကင်ရောက်ဖို့ကယ်တင်ခြင်းမဟုတ်တော့
လောကမှာအောင်မြင်ခြင်းရမယ့်ကယ်တင်ခြင်းကိုပြောနေတာဖြစ်တယ်ဟာလေလုယာ praise the lord amen လောကကိုအောင်တော်သူတွေဖြစ်တယ်သင်တို့ဒီလောကကိုအောင်တော်သူတွေဖြစ်တယ်အောင်မြင်တော်သူထက်အောင်မြင်တော်သူတွေဖြစ်တယ်သင်တို့၌ရှိတော်သူတွေလောက၌ရှိတော်သူထက်တာ၍ကြီးတယ်နှုတ်ကပတ်တော်ကပြောထားတယ်ကျွန်တော်တို့လုံးဝနားမလဲဘူးကယ်တင်ခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ကအရှမ်းကိုရှုပ်ထွေးတယ်လို့ကျွန်တော်တို့ထင်တယ်ပြစ္စုပန်ကာလမှာအခုအချိန်မှာမိတ်ဆွေဖယားသခင်ကနေတိုင်းအချိန်တိုင်းနာရီတိုင်းမိနစ်တိုင်းမိတ်ဆွေကိုမကယ်တင်ဘူးဆိုရင်မိတ်ဆွေအမြဲတမ်းဘုံဘုံလဲနေမဲ့ယုံကြည်သူပဲကိုခွန်အားနဲ့တိုက်တွန်းနိုင်မယ်ကိုခွန်အားနဲ့တွန်းလှန်နိုင်မယ်လို့ထင်လားအမလေးမတွန်းလှန်နိုင်ဘူးတန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးတာမပါဘူးဆိုရင်ကျွန်တော်တို့ဒီနေ့နော်စုံစမ်းနောက်ဆက်ခြင်းတွေစာဒမာနရဲ့တကိုးတွေအပြစ်ရဲ့တကိုးတွေကျွန်တော်တို့ရဲ့ဘေးပတ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့အတွေးခေါ်ထဲမှာကျွန်တော်တို့ရဲ့ခြေလက်တွေကယားနေတာအပြစ်လုပ်ချင်တာမဟုတ်ဘူးလားဖြစ်နေတာလေဒါမဲ့မနေထိန်ထားရဘာဖြစ်လို့လဲဖယားရဲ့တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့ကိုအပြစ်မလုပ်ဖို့ရန်အတွက်ကယ်တင်နေတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီနေ့စဉ်နေ့ရက်ကယ်တင်ခြင်းကအယံပဲရေးကြည့်တယ်အောင်မြင်သောယုံကြည်ခြင်းခွန်အားနဲ့ပြည့်စုံသောယုံကြည်ခြင်းယုံကြည်သောသူတွေဖြစ်ဖို့ရန်အတွက်တန်ရှင်သောဝိညာဉ်တော်ရဲ့ပြစ္ဆုတ်ပံကယ်တင်ခြင်းတည်ဟူသောနေ့တိုင်းကွယ်ကာခြင်းနေ့တိုင်းကယ်တင်ခြင်းမရှိဘူးဆိုရင်ကိုအားကိုကိုပြီးတော့ရှောက်ကြည့်ပါမိတ်ဆွေပုံပုံလဲမှာဖြစ်တယ်ပုံပုံလဲမှာဖြစ်တယ်စာရမာနကိုတွန်းလှန်ဖို့ကိုယ်တိုင်နဲ့စူးစမ်းကြည့်ပါဘယ်တော့မှတွန်းလှန်နိုင်မှာမဟုတ်ဘူးစာရမာနကအချမ်းစီကစာရမာနရဲ့ဉာဏ်နဲ့ဉာဏ်နဲ့ကစာရမာနရဲ့ပညာကမိတ်ဆွေကျွန်တော်ပြောပြမယ်ခင်ဗျားမမွေးခင်ကလေးကကျွန်တော်မမွေးခင်ကလေးကအာရန်ခက်ကလေးကနေသူကနှုတ်ကပတ်တော်အလို့ရတဲ့စာရန်ဖြစ်တယ်ကျွန်တော်တို့ကနှုတ်ကပတ်တော်ဘယ်နှအုပ်ရှိမှန်းတော့ကျွန်တော်တို့ကဘယ်နှအုပ်ရှိလို့လဲနော်တောက်ပဲမဟုတ်လားဆရာတချို့လာသေးတယ်အတင်းနဲ့အဟောင်းဆိုအတူတူပဲလေတောက်ပဲလေအတင်းနဲ့အဟောင်းခွဲနေလို့လားတချို့ကမသေးချောင်းစာရမာနကစာအုပ်တအုပ်လုံးကိုနှုတ်ကပတ်တော်တအုပ်လုံးကိုအလွတ်ရတယ်ကဲနှုတ်ကပတ်တော်ပြိုင်မယ်ဆိုရင်ဘယ်သူနိုင်မလဲစာရနိုင်မှာဗောတေချာတာဗောဒါဆိုရင်ပညာပြိုင်မယ်ဆိုဘယ်သူနိုင်မလဲစာရမဲနိုင်မှာဗောကျွန်တော်တို့ကထဲမှာ certificate 1တောင်တိတ်မနိုင်သေးဘူးလေစာရမာနကသူကကဘာအဆက်ဆက်ခက်အဆက်ဆက်မှာကျွန်တော်တို့ရဲ့ဘိုးဘွားတွေကျွန်တော်တို့ရဲ့သူ့ရဲကောင်းတွေအားလုံးသူအနိုင်ယူလာခဲ့တာရှင်းလို့မရဘူးဒါဆိုရင်ကျွန်တော်တို့အနေနဲ့နေ့တိုင်းတန်ရှင်းသောဝိညာဉ်တော်ရဲ့ကယ်တင်မဆခြင်းသာမရှိဘူးဆိုရင်အဲ့ဒီစာတန်ကိုနိုင်ဖို့လမ်းမရှိဘူးဒါကြောင့်နေ့တိုင်းကယ်တင်ခြင်းလိုအပ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဟာလေလုယာနေ့တိုင်းပြစ္ဆုတ်ပံကာလမှာနေ့တိုင်းအခုကာလမှာ today now အခုဒီနေ့အခုချိန်မှာပင်လင်ကျွန်တော်တို့ကိုယ့်ရဲ့အတွေးခေါ်ဖြစ်လှုပ်ခြင်းနဲ့တွေးခေါ်ကနေကယ်တင်ဖို့လိုအပ်တယ်အပြစ်အိမ်ကိုတွားခြင်းနဲ့ခြေထောက်ကနေကယ်တင်ဖို့လိုအပ်တယ်အပြစ်လှုပ်ခြင်းနဲ့လက်ကနေကယ်တင်ဖို့လိုအပ်တယ်ဟာလေလုယာအဲ့ဒီကယ်တင်ခြင်းမျိုးကပြစ္ဆုတ်ပံကာလရဲ့ကယ်တင်ခြင်းဆိုတာကတန့်ရှင်းစေခြင်းတကူကိုပြောချင်တာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်အသက်တာကိုညှဉ်းညိုးစေတတ်တဲ့အရာတွေနဲ့အပြစ်ကနေမိမိကိုခွဲခွာပြီးတော့ဖယားသခင်အထံတော်သို့ဆက်ကပ်ပြီးတော့နော်ဘယ်လိုပြောမလဲအရှက်မရှိဘဲနဲ့ဘာမှအခွာမရှိဘဲနဲ့ဖယားသခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ရဲဖို့ရန်အတွက်ဖယားကနေ့တိုင်းကျွန်တော်တို့ကိုကွယ်ကာပြီးတော့ကယ်တင်နေတာဖြစ်တယ်အရာရေးချီတယ်ဒါကမျက်မှောက်တော်ဝင်ချင်တိုင်းဝင်လို့မျက်မှောက်တော်ခံစားရမယ်မထင်ပါနဲ့ဖယားသခင်ဒီအပြစ်ကိုမုန်းတီးတယ်အဲ့ဒီအပြစ်တရားတွေကျွန်တော်တို့တိုက်လန်နိုင်တယ်ကျွန်တော်တို့အောင်မြင်နိုင်တယ်လို့မကြွားလိုက်ပါနဲ့နိုင်တဲ့လူတရားမှမရှိပါဘူးကိုယ်အတွေးခေါ်ကိုလည်းထိန်းနိုင်တဲ့လူတရားမှမရှိပါဘူးကိုယ်နှလုံးသားအရာလှအောင်စူးစမ်းပါစူးစမ်းနိုင်တဲ့လူရှိလားမရှိပါဘူးလူတွေကိုချစ်ဖို့စူးစမ်းပါချစ်ဖို့စူးစမ်းလေပိုမုန်းလေပဲမရအောင်မချစ်ဘူးလုံးဝမချစ်နိုင်ဘူးသူ့နှာခေါင်းအရန်ကြီးတယ်မချစ်နိုင်ဘူးနော်
လူတွေကိုမျက်နာตาရဖို့ရအတွက်တွားပြီးတော့စကားချိုဖို့ကြိုးစားလေဟန်ဆောင်မှန်းသိတော့ပုံမားလေဖြစ်တယ်။နှုတ်ရှာခလုတ်တိုက်တာပေါ့။အထဲကနေလာတာမှမဟုတ်တာ။စကားကအလွယ်လွယ်။ကောင်းဖို့ကြိုးစားလေကျွန်တော်တို့မကောင်းနိုင်မှန်းသိလာလေဖြစ်တယ်။ဒါကြောင့်ဒီပြစ္ဆုတ်ပံကယ်တင်ခြင်းလို့ပြောတဲ့အရာကကျွန်တော်တို့ဖခင်ရဲ့မျက်မှောက်တော်ထဲမှာရဲဝံ့စွာနဲ့ဝင်နိုင်ဖို့ရန်အတွက်နေ့တိုင်းတန်ရှင်သောဝိညာဉ်တော်ရဲ့ကယ်တင်မဆခြင်းကိုလိုအပ်နေတာဖြစ်တယ်။ဟာလေလုယာ။အရာရေးကြည့်တယ်။ငရဲမရောက်ဖို့ရအတွက်ကောင်းကင်ရောက်ဖို့နဲ့ကယ်တင်ခြင်းရတာနဲ့မချေနှက်လိုက်ပါနဲ့မိတ်ဆွေ။လောကမှာအသက်ရှင်တဲ့ကာလတစ်လျှောက်ပြစ္ဆုတ်ပံကာလတိုင်းမှာနေ့ရက်တိုင်းမှာအောင်မြင်သောသူတွေဖြစ်ဖို့ဝိညာဉ်တော်ရဲ့ကယ်တင်ခြင်းကျွန်တော်တို့လိုအပ်နေတာဖြစ်တယ်။လက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်။ဟေဘရဲခန်းကြီး9အငယ်25မှာထို့ကြောင့်အကျဉ်သူသည်ယေရှုအားဖြင့်ဖယားသခင်အထံတော်သို့ချဉ်ကပ်ကြ၏ထိုသူတို့၏အမှုကိုကိုတော်သည်စောင့်လျက်ကာလအစဉ်အသက်ရှင်သောကြောင့်သူတို့ကိုအစဉ်ကယ်တင်ခြင်းကတတ်နိုင်တော်မူ၏ဒီမှာဘယ်လိုရေးထားလဲသူတို့ကိုပြောကြည့်ပါဦးကျွန်တော်နောက်မှလိုက်ဆိုပါအစဉ်ကယ်တင်ခြင်းကတတ်နိုင်တော်မူ၏ယေရှုကကျွန်တော်တို့ကိုအစဉ်အမြဲကယ်တင်ဖို့ရန်အတွက်တတ်နိုင်တယ်တဲ့ဒါဆိုရင်ကယ်တင်ခြင်းဆိုတာကအာရနဲ့ဤဝါကနေကျွန်တော်တို့ရလာတဲ့အပြစ်တစ်ခုကနေကယ်တင်ယုံတက်တက်နဲ့မလုံလောက်ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်နေ့တိုင်းကယ်တင်ခြင်းလိုအပ်တယ်ဘယ်ကနေကယ်တင်ခြင်းလိုအပ်လဲအပြစ်ရဲ့တကိုးကနေကျွန်တော်တို့အမြဲတမ်းကယ်တင်ခြင်းလိုအပ်တယ် hallelujah praise the lord အဲ့ဒါကြောင့်ကျွန်တော်တို့ပြစ္ဆုတ်ပံကာလမှာကျွန်တော်တို့ငါကကယ်တင်ခြင်းရပြီးပြီလေဟုတ်ပါတယ်ကောင်းကင်နိုင်ငံရောက်ဖို့ကယ်တင်ခြင်းစိတ်ချမှုရသွားပြီဒါပေမဲ့မိတ်ဆွေအပြစ်မှာနုံနေတယ်အပြစ်ထဲမှာရှောက်လန်းနေတယ်ဆိုရင်တော့ဖယားသခင်ရဲ့မျက်မှောက်ပြုခြင်းကဘယ်တော့မှမလာနိုင်ဘူးဆိုတော့ဒီကနေ့သတိပေးခြင်းတယ်ဖယားရဲ့မျက်မှောက်ပြုခြင်းဖယားရဲ့တကိုးနဲ့ဖယားရဲ့လမ်းပြတ်မှုနဲ့သွားခြင်းတလားနေ့တိုင်းတန့်ရှင်သောဝိညာဉ်တော်ရဲ့ကယ်နှုတ်ခြင်းနဲ့ကွယ်ကာခြင်းနဲ့ကယ်တင်ခြင်းမှာအစဉ်မြဲအစဉ်သင့်ဖြစ်နေတဲ့ဖယားရဲ့ကယ်တင်ခြင်းနဲ့ရှောက်လန်းရအောင် hallelujah praise the lord amen တိကိုတစ်ဆက်ရှိမဘလို့ရေးထားလဲဆိုရင်အကြောင်းမူကဆုံးရှုံးခြင်းတို့ရောက်သောသူတို့၌လက်ဝါးကားတိုင်တော်တရားသည်မိုက်တော်တရားဖြစ်၏ကဲတင်ခြင်းတို့ရောက်သောငါတို့၌ထိုတရားသည်ဖယားသခင်တကိုးတော်ဖြစ်၏ဟာလေလုယာတချို့လူတွေကပြောတယ်ကဲတင်ခြင်းရပြီးသွားပြီဆိုရင်ကြိုက်တယ်လို့နေလို့ရတယ်ငရဲမရောက်တော့ဘူးတဲ့မှန်ပါတယ်ဒါပေမဲ့ဖယားအလိုတော်မရှိဘူးကဲတင်ခြင်းရပြီးသွားပြီဆိုရင်စာတန်ရဲ့သားမဟုတ်တော့တဲ့အတွက်ကြောင့်ကြိုက်တယ်လို့နေလို့မရတော့ဘယ်သူရဲ့သားဖြစ်သွားပြီလဲဖယားသားဖြစ်သွားပြီဖယားသားဖြစ်ခွင့်ရတဲ့လူကစာတန်ရဲ့သားပြန်ဖြစ်ခြင်းနဲ့စိတ်ဘယ်တော့မှမရှိတော့ဘူးဟာလေလုယာလက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဖယားသခင်ရဲ့သားဖြစ်ကြောင်းကိုဝင့်ကြွားဖို့ရန်အတွက်ကြွားဝါဖို့ရန်အတွက်ဘယ်လိုပြောမလဲဝမ်းမြောက်ရွှင်လန်းစွာနဲ့ကြွေးကြော်နိုင်ဖို့ရန်အတွက်ဖယားရဲ့ပုံတံကိုဆောင်တော်သူတွေဖြစ်ဖို့ရည်ကြီးတယ်လူတယောက်ကလာပြီးတော့ငါအဖေအရန်ချမ်းသာတယ်ဆိုမှသူ့ကြည့်လိုက်ပလတ်စတစ်ကောက်နေတဲ့ကလေးဆိုဘယ်လိုယုံရမှာလဲသူစီးတာကတာယာဖက်နဲ့သူကင်တာကပလတ်စတစ်ထိုးတဲ့ဒုတ်ထမ်းတာကပလတ်စတစ်အိတ်ငါအဖေအရန်ချမ်းသာတယ်သူ့မှာမာစီးတွေလည်းရှိတယ်ကြားတယ်လို့ဘယ်လိုရေးမလဲဒီကောင်နဲ့ချောင်းနေတယ်ထင်တယ်ယုံကြည်သူတော်တော်များများအဲ့လိုပဲငါတို့ကိုယ်ကိုယ်ရဲ့ဖယားသခင်အယံကြီးမြတ်တဲ့ဖယားသခင်အယံတန့်ရှင်းတဲ့ဖယားသခင်ကိုကတော့ဒီကနေအနံ့တစ်ထောင်ထောင်းတယ်နော်နေ့တိုင်းကဲတင်ဖို့ရည်ကြီးတယ်ဟာလေလုယာလက်ခုပ်တီးပါဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဒီကနေ့ကျွန်တော်တို့မယုံကြည်တဲ့လူတွေအတွက်ကတော့ကဲတင်ခြင်းရခြင်းရဲ့ပြောင်းလဲခြင်းသဘောကမင်းတို့ကအကျင့်နဲ့သွားနေတာပဲလေမင်းတို့ကတန့်ရှင်းဖို့ကြိုးစားနေတာမင်းတို့ကမတန့်ရှင်းနိုင်ပဲနဲ့တန့်ရှင်းဖို့ကြိုးစားနေတာလို့လူတွေကလက်ညှိုးထိုးတယ်ကျွန်တော်တို့ကမတန့်ရှင်းနိုင်ပဲနဲ့တန့်ရှင်းဖို့ကြိုးစားနေတာမဟုတ်ဘူးတန့်ရှင်းသောဝိညာဉ်တော်ရဲ့တကိုးနဲ့တန့်ရှင်းခြင်းကိုလိုလားလို့ရှောက်နေတာဟာလေလုယာတန့်ရှင်းနိုင်လို့တန့်ရှင်းခြင်းကိုသွားနေတာမဟုတ်ဘူးမတန့်ရှင်းနိုင်မှန်းသိတယ်ဒါမဲ့တန့်ရှင်းသောဝိညာဉ်တော်ရဲ့ခွန်အားအပြင်တန့်ရှင်းဖို့ရန်အတွက်ဆုံးဖြတ်တဲ့လူတွေဖြစ်တယ်ဟာလေလုယာအာမင်
ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့နေရာကရှင်းပွနေရာမဟုတ်တော့ဘူးဖယားရဲ့ပလင်ဖြစ်သွားပြီဖယားရဲ့ပလင်တော်မှာရှင်းပွနဲ့ဝင်လို့မရဘူးမိတ်ဆွေတန့်ရှင်းတဲ့ဖယားသခင်ကိုတန့်ရှင်းတဲ့အသက်တာကိုစီးပူးရမှာဖြစ်တယ်ပူဇော်ရမှာဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဖယားသခင်ကကျွန်တော်တို့ကိုတန့်ရှင်းသောအသက်တာနဲ့သူ့ကိုမျက်မှောက်ပြုဖို့ရန်အတွက်ဒီကနေ့မိတ်ဆွေကိုခေါ်ထားတယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေတချို့လူတွေကပြောတယ်ဘာဖြစ်လဲငါတို့ပြောင်းလဲပြီးပြီဆိုတော့ငါတို့ကယ်တင်ခြင်းစိတ်ချမှုရပြီးပြီဆိုတော့ငါတို့ကတင်လဲငရဲမသွားတော့ဘူးကောင်းကင်နိုင်ငံသွားမယ်ကြိုက်တယ်လို့ကဘာပေါ်မှာနေမယ်အဲ့ဒါဘုရားလိုတော့မဟုတ်ဘူးမိတ်ဆွေကယ်တင်ခြင်းရပြီးတဲ့နေ့ကနေစပြီးတော့မိတ်ဆွေကြိုက်တယ်လို့နေလို့မရတော့ဖယားကြိုက်တယ်လို့နေဖို့ပဲဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပါဘုရားရှင်ချီးတော်ချီးမွမ်းရအောင်ပေါလုကပြောတယ်ငါအသက်ရှင်သောအရာမှာငါမဟုတ်ခရစ်တော်ဒီရှင်၏ကယ်တင်ခြင်းရပြီးသွားပြီဆိုရင်ကိုမရှင်တော့ဘူးဘယ်သူရှင်ပေးလဲကိုတော်ရှင်ပေးတာကိုတော်ရှင်ပေးတာအဲမှာကိုစူးစမ်းနေတာမဟုတ်တော့ဘူး तू ကကျွန်တော်တို့ကိုစူးစမ်းနိုင်မှုရအတွက်ကယ်တင်ပေးနေတာခွန်အားပေးနေတာနေ့တိုင်းခွဲခြားနိုင်ဖို့ရအတွက်ဘုရားရှင်ကောင်းချီးပေးပါစေအနာဂတ်ရဲ့ကယ်တင်ခြင်းအဲ့ဒါလည်းရှိသေးတယ်ကယ်တင်ခြင်း၃မျိုးတည်းမှာတတိယကယ်တင်ခြင်းကအနာဂတ်ရဲ့ကယ်တင်ခြင်းဖြစ်တယ်အဲ့ဒီကယ်တင်ခြင်းကအပြစ်ကဘာဖြစ်တဲ့ဒီလောကကနေကျွန်တော်တို့ကိုရုပ်သိမ်းမဲ့အချိန်အဲ့ဒါကယ်တင်ခြင်းလို့ခေါ်တယ်အခုကဘုရားသခင်ကကျေးဇူးတော်ကာလကြောင့်လူတွေအားလုံးကိုတရားမစီရင်သေးဘူးအားလုံးတန်းတူနှုတ်ကပတ်တော်ကြီးတဲ့အခါမှာနော်ဂျုံနဲ့အပင်နော်ရိုင်းဆိုင်တဲ့အပင်တွေရောပြီးတော့ပေါက်တယ်အဲ့ဒါတထေးဖြစ်တဲ့လူကိုသူတို့ရဲ့စရင်ကားတွေကလာပြီးတော့ဘယင်ကြီးကိုတော့လေကွင်းထဲမှာကျွန်တော်တို့ဂျုံစိုက်ထားတာဂျုံပဲမပေါက်ဘူးတဲ့အပင်ရိုင်းတွေလည်းရောပြီးတော့ပေါက်တယ်တဲ့အဲ့ဒီဂျုံတွေနဲ့အပင်ရိုင်းတွေခွဲခြားလို့မရဘူးအားလုံးကစင်တူဖြစ်နေတယ်ဘယ်လိုလုပ်မလဲကျွန်တော်တို့အဲ့ဒီအပင်ရိုင်းတွေကိုနှုတ်ရမလားလို့ပြောတဲ့အခါမှာဘယင်ကြီးကဘာပြောလဲမနှုတ်နဲ့အတူတူပေါက်ပါစေတဲ့ရိတ်သိမ်းသောအချိန်တိုင်းအသီးအားဖြင့်ခွဲခြားခြင်းခံရမယ်လက်ခုပ်တီးပါဘုရားရှင်ချီးတော်ချီးမွမ်းရအောင်အခုဒီမှာထိုင်နေတဲ့ညီကိုမောင်မတွေကျွန်တော်တို့ယုံကြည်သူတွေအွန်လိုင်းကနေနားထောင်နေတဲ့ညီကိုမောင်မတွေအားလုံးကခရစ်ယာန်ပဲဘယ်သူကယုံကြည်သူလို့ဘယ်သူကမယုံကြည်သူလို့ခွဲခြားလို့တော့မရမယုံကြည်တဲ့လူကတော့ပို့ပြီးတော့ယုံကြည်တယ်လို့ပဲကဲတင်ချင်းဘယ်သူကရလို့ဘယ်သူကစိတ်ချမှုမရတာလဲတော့ခွဲခြားလို့မရဘူးကဲတင်ချင်းတော့တိတ်မရတဲ့လူကပို့ပြီးတော့စိတ်တိတ်တယ်လို့ပဲပို့ပြီးတော့ဝိညာဉ်သဘောဆန်နေတယ်လို့ပဲဆိုခွဲခြားလို့မရအဲကြောင့်လူတချို့တွေပြောတယ်ဟဲဒီလူတွေကကဲတင်ချင်းလဲရပြီးသွားပြီပြောတယ်သူတို့ကလည်းဒီလိုဖြစ်နေတယ်ခင်များနဲ့မဆိုင်ဘူးကျွန်တော်နဲ့လည်းမဆိုင်ဘူးတရားစီရင်မဲ့သူနဲ့ပဲဆိုင်တယ် hallelujah praise the lord ဒီကနေ့မိတ်ဆွေရဲ့ဘေးမှာထိုင်နေတဲ့လူကကဲတင်ချင်းငါပုံစံမဟုတ်ဘူးငါတို့ကကဲတင်ချင်းရတယ်လို့ဒီလိုနေရမယ်အဲ့လိုပုံစံဆိုတာမရှိဘူးနော်ခင်များကသာမရတာလည်းဖြစ်နိုင်တယ်သိကြတယ်တခါလေကြိုက်လေကိုကဟုတ်နေတယ်လို့နဲ့လေခါလေကြကျွန်တော်တို့ပန်းပင်စိုက်တယ်မလားပန်းပင်ကောင်းတဲ့အပင်တွေကိုရေလောင်းနေတာတည်နေတော့ပဲဟာဟိုမြက်ပင်တွေစိုက်စရာတော့မလို့ပွင့်နေတာသူကောင်းစားနေတာတလားတခါမြက်ပင်ရိတ်နေရတာနော်အဲ့ဒါတော့မှနည်းနည်းလေးဆဲပြီးကွက်ပတ်လေလေးကိုကျွန်တော်တော့မနေရိတ်နေရတာအဲ့ဒါရေလောင်းစရာတော့မလို့မကောင်းတဲ့ဟာတွေကလေရေလေကောင်းစားနေတာကောင်းတဲ့အပင်တွေကြတော့မလဲယူရလိုက်တာတုတ်တုတ်ဟိုဟာထက်ဒီဟာထက်ရေထဲလိုက်ပိုထဲလေး6လေးတည်သွားတယ်မရအောင်ကျွန်တော်ဆိုတစ်ပင်ဆိုင်လို့မရအောင်ဘာဖြစ်လို့ဆိုတခါမှပြန်ရေမလောင်းတဲ့အတွက်ကြောင့်ခဏတည်တယ်တခါဆိုင်ရင်ကျွန်တော်ထင်တာလေသူ့အနေနဲ့သူပေါက်မယ်ထင်တာပေါ့လုံးဝမရအောင်ကျွန်တော်အိမ်ရှင်မှာလည်းတရက်ပင်တွေဆိုင်တယ်တရက်ပင်တပင်လေးတပီစာလောက်ရှိတယ်40လောက်ပေးရတယ်အဲ့ဒါဝယ်တယ်ဝယ်တဲ့နေ့ကတော့ရေလဲတက်ကြွတယ်ကျွန်တော်ရေလောင်းတယ်နောက်တလားလောက်ဆိုလို့6သွားဟာဘာဖြစ်တာလဲမိမပြောတခါမှရေမလောင်းဘူးလေအေးဟုတ်တာပဲသူကလည်းသူငါရှင်မယ်လို့ထင်တာလို့မဟုတ်ဘူးပြောချင်တာကဒီကနေ့မိတ်ဆွေယုံကြည်သူနဲ့မယုံကြည်သူနဲ့ကဲတင်ချင်းရတော်သူနဲ့မရတလို့ရတယ်လို့နဲ့အားလုံးကရောနေတာဒီမှာရောနေတာ
JFC အတင်းသားတိုင်းကောင်းကင်နိုင်ငံမရောက်ဘူးမိတ်ဆွေသိကြတယ် JFC membership ဝင်လို့စိတ်မချနဲ့နော်ဆရာပေါ်ခိုင်နဲ့ဖခင်နဲ့ကြည်ရှင်းကြမယ်မရကျွန်တော်နဲ့မရှင်းရခင်များနဲ့ပဲရှင်းရမှာနော်ဒီအတင်းသားဝင်လို့ကောင်းကင်နိုင်ငံရောက်မယ်လို့ကျွန်တော်တို့အာမခံလို့မရဘူး Jesus Family Church အတင်းသားဆိုရင်တော့ကောင်းကျွန်တော်တို့တကြိုပေးမယ်သိချတယ်လားအကောင်းဆုံးပန်းခွေတွေပေးမယ်အကောင်းဆုံးမြေကွက်ဝယ်ပေးမယ်အာမင်ထူးမယ်လို့ရှိလားဘယ်သူမှတော့အာမင်ထူးရဲမှာတော့မဟုတ်လူတော်များများကောင်းကင်ကောင်းကြောင်းတွေရေးလဲကောင်းကင်ဘယ်လောက်တာယာကြောင်းခင်ဗျားသွားချင်လားကိုတော့တက်လုံးစရာအများကြီးရှိသေးမသွားခြင်းသေးကောင်းကင်သွားခြင်းတဲ့လူတယောက်မှမရှိပြောချင်တာကကျွန်တော်တို့အသင်းတော်ထဲမှာလဲရောပြီးတော့မြစ်ပင်ရိုင်းနေနဲ့ဂျုံပင်တွေကအတူတူပေါက်နေတယ်ဆိုတော့မြင်စေခြင်းတယ်တချို့လူတွေပြောတယ်ငါတို့က Jesus Family Church သင်သားတွေဟဲသူတို့ကြတော့ဘာဖြစ်လို့ငါတို့လို့ဝိညာဉ်မဆန်တာလဲသူတို့ကဘာဖြစ်လို့ငါတို့နဲ့ဒီလိုမတူဘူးမှန်တယ်မတူဘူးဂျုံနဲ့အပင်ရိုင်းနဲ့မတူဘူးလဲကွက်ထဲမှာအားလုံးပေါက်နေတယ်တထေးကလုံးဝမနှုံနဲ့တဲ့အချိန်တန်တဲ့အခါမှာနှုတ်ချင်းခံရမယ်အဲ့ဒီနှုတ်ချင်းကဘယ်ပေါ်မှာမူတည်တယ်လဲဆိုရင်အသီးကဂျုံအသီးဖြစ်ဖို့ရည်ကြီးတယ်ဟာလေလုယာလက်ခေါ်တီးပါဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်မိတ်ဆွေဒီကနေ့တီးနေတဲ့အသီးကပြစ္ဆုပန်မှာမိတ်ဆွေကိုကယ်တင်မဲ့အရာဖြစ်တယ်ကျွန်တော်တို့အားလုံးလက်ဝါးကားတိုင်းမှာခရစ်တော်ပြုတဲ့အမှုအားဖြင့်ကယ်တင်ခြင်းရတာမှန်ပါတယ်ထာဝရတက်ရတာလည်းမှန်ပါတယ်ကျွန်တော်တို့မွေးရပါအဖြစ်ကနေဘုရားသခင်လွတ်မြောက်စေတာလည်းမှန်ပါတယ်အနာဂတ်ရဲ့ကယ်တင်ခြင်းဆိုတဲ့အရာကကျွန်တော်တို့ကြည့်တဲ့အခါမှာကယ်တင်ရှင်ယေရှုခရစ်နဲ့မျက်နှာချင်းဆိုင်ဆုံတွေ့တဲ့အခါမှာအပြစ်လွမ်းမိုးတဲ့ဒီကမ္ဘာမြေကြီးကနေဘုရားသခင်ကကဲငါသားသမီးတွေတော်ပြီမင်းတို့ဒုက္ခဆင်းရဲခံစားရတာများလာပြီမင်းတို့ကိုငါနဲ့ထာဝရစိုးစံဖို့ရန်အတွက်ငါကယ်တင်မယ်ဆိုပြီးတော့လောကကနေနှုတ်ယူတဲ့အချိန်ကိုအနာဂတ်ရဲ့ကယ်တင်ခြင်းလို့ခေါ်တယ်လက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဘုရားသခင်ကကျွန်တော်တို့ကိုဒီလောကမှာထားတာကသူ့ရဲ့ဘုန်းတော်ထင်ရှားဖို့ရန်အတွက်နဲ့သူ့ရဲ့အလင်းတော်ဆောင်ဖို့ရန်အတွက်ခဏကျွန်တော်တို့ကိုဒီလောကမှာထားတာဖြစ်တယ်အမြဲတမ်းဒီလိုမျိုးကျွန်တော်တို့ညီးတွားဖို့ရန်အတွက်ဘုရားကအခွင့်ပေးမှာမဟုတ်ဘူးအမြဲတမ်းဒီလိုမျိုးအခက်အခဲကြုံဖို့ရန်အတွက်ဘုရားကအခွင့်ပေးမှာမဟုတ်ဘူးအမြဲတမ်းကျွန်တော်တို့မျက်ရည်ကျဖို့ရန်အတွက်ဘုရားကအခွင့်ပေးမှာမဟုတ်ဘူးထာဝရမျက်ရည်မကျတော့တဲ့နေရာထာဝရငြိမ်းချမ်းတဲ့နေရာကိုဘုရားသခင်ကဒုတိယကြွလာတဲ့နေ့မှာအားလုံးကိုဆောင်ယူသွားမှာဖြစ်တယ်အဲ့ဒါကတတိယကယ်တင်ခြင်းအနာဂတ်ရဲ့ကယ်တင်ခြင်းယောမခန်းကြီး73အငယ်7နဲ့7ကိုကျွန်တော်ဖတ်ပြစေထိုမှတပါငါတို့သည်ကယ်တင်သောယေရှုတော်သည်ငါတို့ယုံကြည်သောနေ့ရက်၌နီးဒီထက်ယခုတာ၍နီးသောကြောင့်ညချိန်ကုန်လူ၍နေ့ချိန်ရောက်လူသောကြောင့်ယခုအခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ခဲ့ပြီဟုငါတို့သည်သိ၍ကာလအချိန်ကိုထောက်လျက်မောင်မိုက်အကျင့်ကိုပယ်ရှား၍အလင်းဤလက်နှင့်စုံကိုဝတ်ဆင်ဆောင်ရွက်ချက်ကုန်အံ့ကျွန်တော်တို့ဖယားသခင်ကအနာဂတ်ကယ်တင်ခြင်းပေးမဲ့ဖယားသခင်ဆောင်ယူမဲ့ချီဆောင်မဲ့နေ့ရကတဲ့ပေါလုကတရက်ပြီးတရက်နီးကပ်လာတယ်ဖြစ်တဲ့အတွက်ကြောင့်အိတ်ဘဲမအိတ်ကြနဲ့တော့အလုံးလုံးရမယ့်ချိန်ရောက်နေပြီအာမင်မိုးကလင်းနေပြီ12နာရီထိုးနေပြီထတော့တချို့လူတွေကမနေ့စာစားတာည9နာရီမှစားကြတယ်မနေ့စာအဲ့ဒီလေးတမားတွေသူ့ရဲ့ညစာကည7နာရီမှညစာစားတယ်သူ့ရဲ့ breakfast ကမနေ့7နာရီမှ breakfast စားတယ်နော် breakfast က7နာရီစားမှတော့နေ့လယ်စာကတော့ညနေ9နာရီလောက်မှစားမှကြိုက်မှာဗောဒီမှာရှိသေးတာနေ့လယ်စာညနေ9နာရီမှစားမှတော့ညစာကတော့ည7နာရီခွဲလောက်မှစားလို့ကောင်းမှာဗောဒီကနေ့ယုံကြည်သူတွေကလည်းထိုနည်း၎င်းပဲဖြစ်နေတယ်နေထိုးနေပြီအလုံးလုံးရမယ့်ချိန်ရောက်နေပြီအိပ်ပျော်လို့ကောင်းတော့အင်းဝင်လေးဝင်ကားရမယ့်ချိန်လွန်တော့မယ်
ဒီမှာအဲ့လိုကောင်းနေတော့ခရစ်တော်လာတော့မယ်အဲ့လိုကောင်းနေတော့ဒီကနေ့ကာလအချိန်ကိုထောက်ပြီးတော့မောင်မရဲ့အကျင့်ကိုဖယ်ရှားပြီးတော့တတ္တိယကယ်တင်ခြင်းအနာဂတ်ရဲ့ကယ်တင်ခြင်းအတွက်ပြင်ဆင်ပြီးတော့ကျွန်တော်တို့ကအမြဲတမ်းစောင့်မျှော်သောသူတွေဖြစ်ဖို့ဟာလေလုယာစိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်သောယုံကြည်သူတွေဖြစ်ဖို့ဖခင်ကလိုတော်ရှိတယ်လက်ခုပ်တီးပြီးတော့ယေရှုချီးမွမ်းရအောင်တက်တလောနေပရမတ်ဆောင်ခန်းကြီးကအငယ်၈နဲ့9ကိုပြန်ဖတ်တဲ့အခါမှာကျွန်တော်နောက်မှာလိုက်ဆိုပါနေဤသားဖြစ်သောငါတို့မူကားတမာတရိရှိကြကုန်အံ့ယုံကြည်ခြင်းချစ်ချင်းတည်ဟုသောရင်အုပ်တစားကို၎င်းကဲတင်ခြင်းသို့ရောက်မည်ဟုမျော်လင့်ခြင်းတည်ဟုသောတန်ခမောက်လုံးကို၎င်းဝတ်ဆောင်ကြကုန်အံ့အမျက်တော်ကိုခံစေခြင်းကဖယားသခင်သည်ငါတို့ကိုခန့်ထားတော်မူသည်မဟုတ်ငါတို့သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်းကိုပိုင်ရစေခြင်းကခန့်ထားတော်မူ၏ဟာလေလုယာဟာလေလုယာတစ်ပေအခန်းကြီး1အငယ်4နဲ့5မှာပေတရုပရမတ်ဆောင်အခန်းကြီး1အငယ်4နဲ့5မှာထိုအမွေတော်ကနောက်ဆုံးသောကာလ၌ထင်ရှားစေခြင်းကပြင်ဆင်သောကယ်တင်ခြင်းသို့ရောက်စေမည်အကြောင်းယုံကြည်ခြင်းအားဖြင့်ဘုရားသခင်တကိုးတော်သည်စောင့်ရှောက်တော်မူသောတင်တို့အဖို့ကောင်းကင်ဘုံ၌တူထားလက်ရှိသောအမွေတည်းလက်ခုပ်တီးပြီးတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းရအောင်ဒီကနေ့ကျွန်တော်တို့တတိယကယ်တင်ခြင်းလို့ပဲပြောရမလားအနာဂတ်ရဲ့ကယ်တင်ခြင်းမှာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာသည်ရွေးနှုတ်ခြင်းကိုခံရပြီးတော့ပြောင်းလဲခြင်းကိုခံရပြီးတော့လောကမှာကျင်လည်တဲ့ကာလတစ်လျှောက်မှာမိမိပြုတဲ့ကောင်းမှုကိုယ်တော်တွေအလျောက်ဖယားသခင်ကချီးမြှောက်မဲ့ကယ်တင်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာမြေကြီးကြရတဲ့လောကလူတွေနဲ့ရန်ဖြစ်ရတဲ့လောကနော်စစ်ပွဲဖြစ်တဲ့လောကတေချီပျက်စီးပြီးတော့နာကျင်ရတဲ့လောကကနေဖယားသခင်ကထာဝရတက်တာဖို့ရန်အတွက်ထာဝရငြိမ်သက်ဖို့ရန်အတွက်ထာဝရသူနဲ့စိုးစံဖို့ရန်အတွက်နောက်ဆုံးအနာဂတ်မှာကျွန်တော်တို့ကိုကယ်တင်အောင်မှာဖြစ်တယ်။အဲ့ဒီတတိယကယ်တင်ခြင်းတည်ဟူသောအနာဂတ်ကယ်တင်ခြင်းအတွက်ဒီကနေ့မိတ်ဆွေနဲ့ကျွန်တော်တို့ပြင်ဆင်ဖို့ရန်အတွက်ဖြစ်တယ်။နှုတ်ကပတ်တော်ထဲမှာတည်လင်ပြောထားတယ်။အဲ့နေသောသူနှစ်ယောက်တည်းကနေတစ်ယောက်ခေါ်သွားမယ်။စပါးလဲနေတဲ့ချွေနေတဲ့လူနှစ်ယောက်ကနေတယောက်ခေါ်ခြင်းခံရမယ်ခရီးသွားနေတဲ့လူနှစ်ယောက်တယောက်ခေါ်သွားခြင်းခံရမယ်အသင်းတော်မှာလည်းထိုနည်း၎င်းပဲအစင်သင့်ဖြစ်နေတဲ့လူတွေကိုဘုရားသခင်ကဆောင်ယူသွားမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအာမင်သူတို့သား10ယောက်သူတို့သမီး10ယောက်ပညာရှိသော9ယောက်နဲ့ပညာမဲ့သော9ယောက်အချိန်ရှိတဲ့ကာလမှာစီမီကိုအလဟတထွန်းပြီးတော့တတို့သားလာတဲ့အခါမှာစီမီကုန်သွားတဲ့အသက်တာမျိုးကြုံရတယ်ငါတို့ချီးပါဦးငါတို့ဝယ်ပေးပါဦးငါတို့မှာရှိတဲ့စီမီကတင်တို့အဖို့မလောက်ဘူးဒါကြောင့်ပညာရှိတဲ့9ယောက်ကတတို့သားနဲ့အတူဝင်ခွင့်ရပြီးတော့ပညာမဲ့တဲ့9ယောက်ကတော့စီမီမရှိတဲ့အတွက်ကြောင့်ဝင်ခွင့်မရအောင်ကျွန်တော်တို့ရတဲ့ကယ်တင်ခြင်းကမွေးရပါလာတဲ့အပြစ်ကနေကယ်တင်ခြင်းတက်မဟုတ်ဘူးဆိုတာကိုကျွန်တော်ဒီကနေ့နားလည်စေချင်တယ်ဒီလောကကနေအပေါ်ကိုခေါ်ခြင်းခံရမလားမြေထဲကိုဝင်မလားအဲ့ဒါကတော့ကျွန်တော်တို့မသိချဘူးဘယ်လိုပဲထွက်မြေကြီးထဲမှာဝင်ပြီးတော့ပဲထွက်အပေါ်ကနေယေရှုခေါ်လို့ပဲထွက်တရက်ကြိုင်ဒီလောကကနေထွက်ရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ခရစ်တော်ပေးတဲ့ဖယားသခင်ကခရစ်တော်အဖြစ်ကျွန်တော်တို့ကိုပေးတဲ့ကယ်တင်ခြင်းကဒီကနေထွက်သွားတဲ့အထိခံဖို့ရန်အတွက်ရည်ကြီးတယ်ကယ်တင်ခြင်းဆိုတာကမတေမချင်းခံသွားမဲ့ကယ်တင်ခြင်းကိုဖယားကပေးထားတာကိုလိုချင်တိုင်းပြန်ရကိုလိုချင်တိုင်းပြန်ဆုံးရှုံးဖို့ဖယားကပေးထားတာမဟုတ်ဘူးရပြီးတဲ့အရာကိုဖယားကဘယ်တော့မှပြန်မယူတဲ့ဖယားသခင်ဖြစ်တယ်အာမင်ဒါကြောင့်ကယ်တင်ခြင်းစစ်မှန်တဲ့စိတ်ချမှုassurance of salvation ကယ်တင်ခြင်းစိတ်ချတယ်ဆိုတာခင်ဗျားကောင်းမကောင်းပေါ်မှာမမူတည်ဘူးခင်ဗျားအဖြစ်လုပ်တယ်မလုပ်ပေါ်မှာမမူတည်ဘူးခင်ဗျားစူးစမ်းနိုင်တာမစူးစမ်းနိုင်တဲ့ပေါ်မှာမမူတည်ဘူး
ခင်ဗျားမလုံနိုင်တဲ့မွေးရပါအပြစ်ကနေရွေးကောက်တဲ့ဖခင်ရဲ့ကျေးဇူးတော်ဘယ်လောက်ကြီးမားကြောင်းနားလေပြစ္စုပန်မှာအပြစ်ရဲ့တကိုးကိုတွန်းလာနိုင်လေအောင်မြင်ခြင်းနဲ့ရှောက်လေကားတိုင်ကနေလာတဲ့အောင်မြင်ခြင်းနဲ့ရှောက်လေထာဝရအတွက်ပြစ္စုပန်ကာလကနေအနာဂတ်ကိုကယ်တင်မဲ့ဖခင်ရဲ့ကယ်တင်ခြင်းကိုစောင့်မျှော်ရင်းနဲ့ဝမ်းမြောက်ရွှင်လန်းစွာအောင်မြင်တော့တက်တာနဲ့ဒီလောကမှာကျင်လည်ဖို့ရန်အတွက်ဘုရားကခေါ်ထားတဲ့လူတွေဖြစ်တယ်။ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေအာမင်